တွေ့လို့တာပုံပြင်ပြောသူညတွေမှာမအိပ်သေးဘူးဘယ်လိုဇလံမျိုးလေးဘယ်သူပုံပြင်ပြောမလဲညတွေမှာမအိပ်သေးဘူးစောင်းလို့မျောတာပုံပြင်ပြောသူသူမှမပြောကြတဲ့နာငါကိုယ်တိုင်ပုံပြင်တစ်ပုတ်ဖြစ်သွားမအိမ်နိုင်မစားနိုင်ငါပုံပြင်တဲ့ရွှေမင်းသမီးလေးဟာဘလို့ပုံစံလဲမျောလေးရှင်သာငါအသက်ဆက်ရှင်ရဲ့ရှင်သန်ရှာမယ်ငါမနဲ့ပြန်တယ်မလို့ပါပုံပြင်ပြောသူစောင်းလို့နေလေသိမထူးဘူးဘယ်သူမှမပြောကြတဲ့နာငါကိုယ်တိုင်ပုံပြင်ပြောသူမအိမ်နိုင်မစားနိုင်ငါပုံပြင်တဲ့ပုံပြင်ပြော